မင်္ဂလာပါချယ်ဆီချစ်သူတို့ရေယနေ့အတွက်ချယ်ဆီသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်ချယ်ဆီအသင်းဟာရာသီကြိုခြေစမ်းအဖြစ်ဂျူဗင်တက်အသင်းနှင့်ကစားခဲ့ရာတကိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်ထိုပွဲအပြီးတွင်နီးပြအလွန်ဆိုကကျွန်တော်တို့အစပိုင်းကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်ပွဲချိန်မိနစ်30ကနေ35မိနစ်လောက်အထိကစားကွက်ကိုကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့ပြီးဂိုးသွင်းခွင့်တချို့လည်းဖန်တီးနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမိနစ်ပိုင်းတွေမှာတော့ပြီးခဲ့တဲ့စနေနေ့ကလိုမျိုးပဲကစားကွက်ထိန်းချုပ်နိုင်စွမ်းအနည်းငယ်လျော့ကျသွားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့အပြောင်းအလဲတွေများခဲ့ပြီးပွဲကိုအဲ့ဒီလောက်အထိထိန်းချုပ်ကစားနိုင်ခြင်းမရှိခဲ့ပါဘူးကျွန်တော်တို့အတူတကွလက်တွဲလာခဲ့တာ3ပတ်လောက်ပဲရှိပါသေးတယ်ဒါကြောင့်အရာအလုံးအကြောင်းပြောဖို့ဆိုရင်အချိန်စောလုံးပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ခြေလမ်းငယ်လေးတွေစတင်လန်းနေပြီဖြစ်တယ်လို့အနာဂတ်မှာလည်းနောက်ထပ်ခြေလမ်းများစွာကိုမလွဲမသွေလှမ်းသွားကြမှာပါရောဂျာနဲ့ကိုပါမာတို့ကိုလည်းနီးပြအလွန်ဆိုကအခုလိုပြောကြားခဲ့ပါတယ်သူတို့ဟာအလွန်အရေးပါတဲ့ကစားသမားတွေဖြစ်လာကြပါလိမ့်မယ်အသင်းရဲ့တိုက်စစ်ပိုင်းမှာသူတို့ကအဓိကအခန်းကဏ္ဍကနေပါဝင်ကစားသွားကြမှာပါပြိုင်ဘက်အတွက်ချိန်ချောက်မှုဖြစ်စေနိုင်တဲ့ဖန်တီးနိုင်စွမ်းမျိုးသူတို့မှာရှိပါတယ်သူတို့ဟာဂိုးသွင်းယူနိုင်တယ်လို့ဂိုးဖန်တီးမှုတွေလည်းပြုလုပ်ပေးနိုင်ကြပါတယ်ပါလက်စတာနဲ့ပတ်သက်၍အလွန်ဆိုကသူကအသင်းအပေါ်မှာတက်ရောက်မှုကြီးကြီးမားမားရှိနေတာသိချပါတယ်သူ့ရဲ့ခွန်အားကိုခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်သူကကွင်းတစ်ဖက်နဲ့တစ်ဖက်အဆက်မပြတ်ပြေးလွှားနိုင်စွမ်းနဲ့ခံနိုင်ရည်အား stamina အလွန်ကောင်းမွန်တယ်လို့ပြိုင်ဘက်ဂိုး area အနီးမှာလည်းအရေးသွေးမြင့်ကစားနိုင်စွမ်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့သူ့အပေါ်အထူးသဘောကျမိပါတယ်သူကနေရာစုံမှာကစားနိုင်တဲ့ကစားသမားတဦးဖြစ်လို့သူ့နဲ့အတူလက်တွဲလှုပ်ဆောင်ရတာကအလွန်စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်မူဒရစ်ကွင်းထဲသို့ပြန်လည်ဝင်ရောက်လာခြင်းနှင့်ပတ်သက်၍အလွန်ဆိုကသူ့အတွက်ကျွန်တော်တကယ်ပဲဝမ်းသာမိပါတယ်ကလပ်အသင်းကလူတိုင်းအတွက်သူ့ကိုပြန်လည်မြင်တွေ့ရတာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်အထူးသဖြင့်ပွဲမစခင်မှာသူ့ကို10မိနစ်ကနေ15မိနစ်လောက်ထိကစားခွင့်ရနိုင်တယ်လို့ပြောပြခဲ့ချိန်မှာပေါ့သူတကယ်ကိုစိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပါတယ်အချိန်ကြာကြီးကြာပြီးနောက်ကွင်းထဲကိုပြန်လည်ဝင်ရောက်ခွင့်ရတာဟာသူ့အတွက်ရောလူတိုင်းအတွက်ပါတကယ်ကိုကောင်းမွန်တဲ့ခံစားချက်တစ်ခုဖြစ်ခဲ့ပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချယ်ဆီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ